Varadata Wanana Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Leya Atet Swaromya Ashikoje Sulamani Sedi Yami Diwe Dewe Na Pusidam Tatawaram Tambuddhata Wanda Madirata Daram Diwe Daga Ida Basabedi Sashi Tinsha Namimyado Sanya Thani Davrina Nabyi Nai Dewe Namyasi Datong Alin Sauni Koyong Bawin Daja Namini Sulamani Sedi Yami Alaundo Mya Bodhi Dai Samya Geda Dishi Yahu Sulamani Mishi Twinko Mya Sedi Do Nai Pusitan Lemya Dubyo Puso Kukwe Ato Tamudata Tissa Leva Myadayago Paincha Weban Chikan Hoja Shino Myapyai Tatawaram Baleni Adu Seizilu Pwipyudi Tesu Timbo Leya Atet Myaswerogo Dirada Ukong Yerana Mya Ingapshin Adaran Yonji Ago Pwado Dara Mya Nuzwadalen Wandama Jane Walayu Lesumoga Shiko Javago I Shimpaya Leya outside of Mya Ashikoje Nagindi na Gehidwana Pawanami tu Pusidam Tatawaran Tambuddhata Wanda Madirata Daram Nagindi na Seyate na Amiyadi Teza Tambin Nagamindi Kahidwana Dara Jibu Piyuge Pive Pawanami Nadagado Pyava So Sambome Manai Tupusitan Le Myatu Pyo Puso Koweato Tambuddhata Tissa Leva Myadayago Paincha Weban Chikan Hoja Shino Myapyai Datawaram Baleni Adu Seizilu Pwipyudi Tesu Timbo Leya Out Myaswerogo Dirada Ukong Yerana Mya Ingapshin Adaran Yonji Ago Pwado Dara Mya Nuzwadalen Wanama Jane Walayu Lesumoga Shiko Javago I Shimpaya Lewe Atet Swaromya Ashikoje Kandara Pure Zedi Yami Sanehi Totu Pusidam Datawaran Tambuddhata Wanama Dirata Daram Kandara Pure Sayesava Pomya Soni Kandara Daibi Nai Sedi Yami Tucha Tinde Yarana Chesi Myasedi Nai Sanehi Dara Jibu Kandara Pidurodi Dautu Pusitan Kandara Daimwa Tucha Polwen Yahanda Te Sheni Chicken Lemya Bison Adabin Lemya Dubyo Puzo Gowe Ado Tamudata Tissa Leva Myadayago
ပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာဤဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည့်တဆုထင်ပေါ်လက်ဝဲအထက်မြတ်ဆွေတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဟောနာမကျိန်းကျိန်းဝလယုလက်ဆုံမိုးကရှိခိုးကြပါကုန်၏အရှင်ဖရာလက်ဝဲအောက်ဆွေတော်မြတ်အားရှိခိုးခြင်းကာလိင်္ဂရတ္ထေပုစိတဝါနလင်္ကာတိပေသူမာနိတံဒါထာဝရံသမ္ဗုဒ္ဓတဝနာမတိရတာဒရံကာလိင်္ဂရတ္ထေအိန္ဒိယအရှိတောင်ပိုင်းသမိုင်းအညီကာလိင်္ဂတိုင်းပြည်၌ပုစိတဝါနာခေမမြေတွင်ယဟန္တာထေရှင်သည်ချစ်ခင်လေးမြတ်ပစ္ဆောင်အပ်သဖြင့်လေးမြတ်တူပြောပူဇော်ကြကုန်ပြီး၍လင်္ကာတိပေမြတ်ဤစိမ့်ဆိုကျွန်းသည်ဟို၌သူမာနိတံယဟန်ရှင်လူပြည်သူအများလေးစားကောရောပူဇော်မြတ်တို့အပ်သောသမ္ဗုဒ္ဓသာသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာ၏ဒါထာဝရံပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်တဆုထင်ပေါ်လက်ဝဲအောက်မြတ်ဆွေတော်ကိုသီရသာဥခေါင်းယရနာမြတ်အင်္ဂါဖြင့်အာဒရံယုံကြည်အားကိုပွားတို့တရာမြတ်တို့စွာသာလင်ဝဏမအကျဉ်းချင်းဝလယုလက်ဆုံမိုးကရှိခိုးကြပါကုန်၏အရှင်ဖရာမြတ်စွာတော်တို့အားပူဇော်ခြင်းယတောဓာတာနိခမိန်တုဟတနေကထနေတရာဓာထာယောဓာသမ္ဗုဒ္ဓတမယံပုစေမသာဓုကံတရာရှင်တော်ဖရာထင်ရှားသက်တော်ဖူးမြော်ရာထိုခါ၌ဟတနေရွှင်ကြည်နှလုံးပိတိဖုံးလျက်ပြုံးစရာကြုံအကြောင်းဆောင်ရာအခါသမယ၌၎င်းကထနေမဟာကရုဏာမြတ်ပညာဖြင့်သစ္စာတရားဟောကြားမိတ်မှာအခါသမယ၌၎င်းရတောပလဲနှင့်အတူစိန်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်အခြင်းမြတ်ဆွေတော်တို့မှဩရတာကေလသငွေတောင်နေအောင်ဆွဲဟတ်တဖြတ်ဖြတ်သို့တလျက်လျက်တူတွေးဖြူဖွေးသောရောင်ခြည်တော်တို့သည်နေခမိန်သူဖူးမြင်မဝအထူးပင်မြူးရွှင်ကထွက်ကြွတော်မူကြလေကုန်ပြီသမ္ဗုဒ္ဓသာသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားဝေဖန်အခြေခံဟောကြားရှင်တော်မြတ်ဖရာ၏ဧတာဒါထာယောပလဲနှင့်အတူစိတ်စစ်လိုဖွေးဖြူသည်လေးစုထင်ပေါ်ထိုမြတ်ဆွေတော်တို့ကိုမယံယုတ်နံနှဖျားငါးခန္ဓာကိုသူငါမိခေါ်တပိတော်တို့သည်သာဓုကံကောင်းမွန်စွာပူဇေမစီမီရောင်လွှမ်းပန်းရချမ်းတို့ဖြင့်မြော်မှန်းကုန်တော်ရှိခိုးပူဇော်ကြပါကုန်သည်အရှင်ဖရာ